Hello အားလုံးပဲမင်္ဂလာပါအိမ်မှာဘာမှအသုံးမလိုတဲ့ဟာတွေကိုစက္ကန့်စီကိုသွားပြီးတော့ဘယ်လိုရောင်းရမလဲဆိုတာကိုsharing လုပ်ပေးခြင်းဖြစ်ပါတယ် Grind hard, nigga, grind hard, I done grind hard. Late nights playing b-ball with the decoy. ဒီမှာဒီဘက်တော့မှာ ဒီလိုတော့ မင်းတို့ဒီကြပဲဒါကြီးရစတူရပေးလားလို့ ဘယ်ကြည့်တယ်ကဲစက္ကန့်စီရောက်ပါပြီစက္ကန့်စီရောက်ပါ လက်ခိတော့လုံးလုံးဘယ်လောက်ရမလဲဆိုတာကို ဒါတော့ကျွန်တော်တို့ဒီ luggage ပါကားလာ luggage ပါအပြည့်ပဲတော့အေးဒါပေမဲ့ဘယ်လောက်ရလဲမသိဘူးတော့ပြရတော့ပေါ့ဒါပေမဲ့ပိုနေတဲ့အေးတွေ တရားတော့ရ ရှုပ် ပါ တယ်ဆို はいお買い取りでいつですかねわかりましたこれは違います中から出してもらってもいいですか必ずお待ちくださいこちらお預かりしますはい自己管理ですねはいネギですねそうですねはいお願いしますはいအခုကတော့ကျွန်တော်တို့2နာရီ6ခိုင်းတယ်ပေါ့နော်2နာရီ6ခိုင်းတယ်ဒီလိုမျိုးတုတ်ပြင်းနံပါတ်လေးပြရပါတော့တုတ်ပြင်းနံပါတ်လေးကတော့16ပေါ့အဲ့ဒါလေးရပါပြီဆိုတော့သူတို့ခေါ်ပါတော့2နာရီပြည့်ခေါ်လိုက်တယ်အဲ့ဒါလေးပြည့်သွားပြီဆိုတော့ကျွန်တော်တော့ယူတော့ပေါ့နော် အားရကြလေးကိုကြည့်ပါ ဟုတ်ပြီ ဆိုင်နဲ့မတူဘူးဆိုတော့ကျွန်တော်တို့ဆိုင်ကတော့ရပြီဆိုတာနဲ့message ပို့တယ် message ရတာနဲ့ကောင်းလာသွားပြီးတော့သူတို့ပေးတဲ့ tablet မှာကိုယ်ချက်လက်ဖြစ်တယ်အဓိကသူတို့ကတော့ဇိုင်းလုကတောင်းကြည့်ရဆိုတော့တိုင်းတော့ဇိုင်းလုကယူရဖို့တော့အရေးကြီးတာ အရင်တိုင်းတိုင်းဟုတ်ပါ โอเค ဘယ်လောက်ရလဲဆိုတော့126 ကြည့်ပါ